Hello အားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့ sharing လုပ်ပေးခြင်းနဲ့အကြောင်းအရာလေးကတော့YouTube ကိုယ့်ရဲ့ YouTube account ပေါ့နော်တခြားနေရာမှာကြည့်နေရဆိုလို့ရှိရင်ဘယ်လိုမျိုး remove လုပ်ကြမလဲပေါ့နော်အဲ့ဒီအကြောင်းအရာလေးကိုကျွန်မရဲ့ကိုယ်တွေ့အဖြစ်အပျက်လေးနဲ့ရှင်းပြီးတော့sharing လုပ်ပေးမှာဖြစ်ပါတယ်ရှင်တချို့ကလည်းထင်မယ်ပေါ့နော်ဒီအသေးသိပြီးသားလူတွေကတော့မကြည့်ဖို့ပြောချင်ပါတယ်ဒီကျွန်မအခု sharing လုပ်ပေးချင်တာကတော့မသိသေးတဲ့လူတွေပေါ့နော်ကျွန်မလိုဖြစ်မျိုးနဲ့မကြုံရအောင်လို့တွေးခဲ့တယ်ဆိုလို့ရှိရင်လည်းဘယ်လို guideline လေးနဲ့သွားမလဲဆိုတာကိုပြောပြရင်လည်း sharing လုပ်ပေးတဲ့သဘောဖြစ်ပါတယ်ရှင်သိပြီးသားသူတွေအတွက်တော့မဟုတ်ပါဘူးရှင်ဘာဖြစ်လို့လဲဆိုတော့ကျမရဲ့ YouTube account ကိုတနေရာကဖွင့်နေတယ်ဆိုတာကိုကျမရဲ့ YouTube history မှာတရုတ်လိုဗီဒီယိုတွေပေါ့နော်အဲ့ဒီဟာ10ခု15ခုလောက်ကမနက်မိုးလင်းတိုင်းကြည့်နေတယ်ဆိုပြီးတွေ့နေရတယ်ပေါ့အဲ့ဒါတရက်လည်းမဟုတ်2ရက်လည်းမဟုတ်ပေါ့အဲ့နဲ့ကျမလည်းစိုးရိမ်ပြီးတော့ကျမရဲ့ Gmail password ကိုပြောင်းလိုက်တယ်ရှင်ကျမထင်လိုက်တာက Gmail password ပြောင်းလိုက်လို့ရှိရင် YouTube account ကနေဖွင့်လို့မရတော့ဘူးလို့ထင်တာပေါ့နော်ခါတိုင်းဆိုလဲအဲ့လိုပဲ password change လိုက်တယ်ဆိုရင် account ကဖွင့်လို့မရဘူးဘာဖြစ်လို့လဲဆိုတော့YouTube account နဲ့ Gmail account က link ရှိတယ်ပေါ့နော်အဲ့လိုသိရတယ်ပေါ့နောက်ဒါပေမဲ့နောက်နေ့လဲကြားတဲ့အခါကျတော့အဲ့လိုပဲဆက်ကြည့်နေတာကိုကျွန်မတွေ့ရတော့ဒီ password change ခြင်းဟာ go solution မဟုတ်ဘူးဆိုတာသိလာရတယ်သိလာရတဲ့အတွက်ကြောင့်ကျွန်မကYouTube မှာရှာကြည့်လိုက်တယ်ပေါ့နော်YouTube account ကို different devices နဲ့ဟာကိုဘယ်လို track လုပ်မလဲပေါ့အဲ့လိုရှာကြည့်လိုက်တဲ့အခါမှာကျတော့YouTube video short video လေးတစ်ခုပေါ့နော်တင်ထားတာတွေ့တော့အဲ့ဒီ Google account ကနေပြီးတော့devices တွေကို track လုပ်ရတာဟာကိုတွေ့ရတယ်အဲ့ဒီအချိန်မှာကျန်တဲ့ကျမရဲ့ device တွေပေါ့နော်အဲ့ဒီနာမည်နဲ့2ခုလောက်ရှိတယ်ပြီးတော့ကျန်တဲ့ဟာတွေကကျမအိမ်က smart TV ရှိတယ်ပြီးတော့တခြားမလေးရှားက TV တစ်ခုကနေပြီးတော့အဲ့ဒီ tape လေးနဲ့ပေါ့နော်ဖွင့်နေတာကိုကျမတွေ့ရတယ်တော့ကျမစဉ်းစားလိုက်တယ်ပေါ့နော်ငါမလေးရှားများသွားမိသလားဆိုတော့ကျမရဲ့တက်တန်းတစ်လျှောက်မှာမလေးရှားသွားတာကမနှစ်တုန်းကတစ်ခေါက်သွားခဲ့တယ်ပေါ့နော်ဆိုတော့အဲ့ဒီအချိန်မှာကျမတတိယသွားတယ်ဘာလို့လဲဆိုတော့မလေးရှားဟိုတယ်မှာcousin family နဲ့သွားတဲတဲ့အချိန်မှာသူတို့ပြင်ထွက်နေတဲ့အချိန်မှာကျမအဲ့ဒီ TV ကို smart TV ကိုဖွင့်ပြီးတော့ကြည့်ခဲ့တယ်ဒါပေမဲ့ကျမ log out ပြန်ထွက်ခဲ့တယ်log out ပြန်ထွက်ခဲ့ပြီးမြဲဘယ်လိုဖြစ်တယ်လဲဆိုလို့ရှိရင်တေချာအဲ့ဒီ account ကို Gmail account ကိုလည်း set ဒီမှာလုပ်ရင်log out ထွက်ပြီးမြဲအဲ့ဒီဟာ remove မလုပ်ရင်ပေါ်နေတယ်ပေါ့နော်ထင်တာကတော့တခြားကြည့်တဲ့နောက်တစ်ယောက်က remove မလုပ်တဲ့ account ကိုပဲဝင်လို့ပဲသူ့အတူကြည့်လို့ရသွားလားပါလားတော့မပြောတတ်ဘူးပေါ့နော်အဲ့ဒီ account ကပဲဆက်လုပ်နေတာတွေ့ရတယ်အဲ့ဒါကြောင့်ကျွန်မအဲ့ဒီ YouTube link နဲ့ tracking လုပ်တဲ့ဟာပေါ့နော်အဲ့ဒါနေပြီးတော့အဲ့ဒီမလေးရှား account ကိုကျွန်မထွက်လိုက်တယ်ထွက်လိုက်တော့အဆင်ပြေသွားတယ်ပေါ့နော်ပြောချင်တာကတော့ကိုကြည့်ရှုနေတဲ့လူတွေထဲမှာလေတခြားနေရာကနေပြီးတော့ smart TV နဲ့ login လုပ်ပြီးသွားတယ်ကို YouTube account နဲ့ login လုပ်ပြီးသွားတယ်ဆိုရင် login ထွက်ခဲ့တဲ့အပြင်ကိုအဲ့ဒီ account ကို delete လုပ်ခဲ့ပါလို့ကြံပေးချင်ပါတယ်တကယ်လို့login လုပ်ဖို့မေ့သွားတယ် history မှာလည်းတွေ့နေရတယ်ဆိုရင်တော့ကျွန်မပြောထားတဲ့ကျွန်မကြည့်ခဲ့ဖို့တဲ့ link လေးကို refer လုပ်ပြီးတော့အဲ့ဒီရှေ့ကကြည့်ခဲ့တဲ့ account ဟိုပါပေါ့နော်အဲ့ဒီ smart link ကိုဖြတ်ဖို့မမေ့ကြပါနဲ့လို့ပြောချင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်